အားတွေခွန်အားတွေရအောင်လုပ်တာပဲတရားနာရဲဆိုတာအပြောနာတာမဟုတ်ဘူးဉာဏ်စွမ်းအားတွေဉာဏ်ခွန်အားတွေပြည့်လာအောင်ဖြည့်တယ်လူတွေကကာယဗလခန္ဓာကိုယ်အားပြည့်ခြင်းလို့ရှိရင်အားစေးတွေတောက်ကြတယ်အားစေးတွေတောက်ကြတယ်အစာကောင်းကောင်းစားကြတယ်ဘာလုပ်ဖို့တုံးဆိုခွန်အားရှိအောင်လို့တဲ့အားရှိအောင်လို့ဆိုပြီးတော့ဒီအားစေးတွေဝယ်ပြီးတော့တောက်ကြတယ်သို့တော်လူတွေမေ့နေတာဘာတုံးဆိုရင်ဉာဏ်စွမ်းအားဖြည့်ဖို့ကြတော့တော်တော်များများမေ့နေကြတယ်တရားမနာနိုင်ဘူးဓမ္မနဲ့ပတ်သက်ပြီးတော့မလေးလာနိုင်ဘူးအဲ့တော့တရားမနာဓမ္မနဲ့ပတ်သက်ပြီးမလေးလာနိုင်ရင်ဓမ္မနဲ့ပတ်သက်တဲ့ဉာဏ်စွမ်းအားတွေရနိုင်မှာမလားမရနိုင်ဘူးသူ့ဘာသူအလိုလျောက်ရမလားဘူးပညာဆိုတာခွန်အားဆိုတဲ့ဟာအင်မတန်မှကြီးမားတဲ့ခွန်အားတစ်ခုဒါရလာကြတာအဲ့တော့ပညာခွန်အားနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကဟောထားတာရှိတယ်ပညာရှိလာပြီဆိုလို့ရှိရင်လောကမှာပညာခွန်အားနဲ့ပြည့်စုံလာပြီဆိုရင်ကိုယ်ချင်းတရားလဲကောင်းလာတယ်တဲ့စက်တရေဆိုတာလဲရလာတယ်ဟုတ်တယ်ဒီလူကအသိပညာရှိတယ်ဘယ်ပညာမှာထက်မြက်တယ်တော်တယ်ဆိုတဲ့ခုံစက်တရေလဲသူ့ဘောမှာရလာဒါကြောင့်မို့စာပေကျမ်းကမှာသုံးထားတာပီလာဆိုတဲ့ကိုယ်ချင်းတရားတို့တိရီဆိုတဲ့စက်တရေမင်္ဂလာတို့ဆိုတာဟာတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့နောက်မှာအမြဲတမ်းကပ်ပါလာတတ်တယ်အသိပညာရှိပြီဆိုလို့ချင်းတာမန်ကြည့်အောင်လူလောကမှာနော်အစွမ်းထက်တဲ့ပညာကိုအသာထားလောကမှာလူချင်းတူမွေးဖွားလာပြီးတဲ့နောက်မှာစီးပွားရှာတတ်တဲ့ပညာရှိသူနဲ့မရှိသူတူသလားမတူဘူးလားစီးပွားရှာတတ်တဲ့ပုဂ္ဂိုလ်ကတဖြည်းဖြည်းစီးပွားတွေတိုးတက်ပြီးတော့သူကကြီးပွားလာနော်ဟိုတောကနေပြီးတော့မြို့ရောက်လာတယ်မြို့မှာလည်းတိုက်နဲ့ကားနဲ့ဖြစ်လာတယ်ဟိုးစီးပွားမရှာတတ်တဲ့လူကမွေးတဲ့နေရာလေးမှာပဲဒီတိုင်းတဘွားပြီးသွားတာတွေလည်းအများကြီးရှိတယ်ဟုတ်ကဲ့လားအဲ့ဒါဘာကွာတာတုံးလို့မေးလို့ရှိရင်ပညာကွာတာအဲ့ပညာရဲ့တန်ဖိုးကအမတမကြီးမားတယ်ဆိုတာသတိထားဖို့လိုအပ်တယ်ပေါ့အဲ့ဒီပညာဆိုတာသူကသူရလာတာမဟုတ်ဘူးညမလူမျိုးတွေကဘာလုပ်လဲကံကောင်းတယ်လို့ပဲပြောတယ်သူကကံဆိုတာသူကသူကောင်းလာတယ်လို့ဒီလိုထင်နေကြတာနော်အဲကြီးပွားသွားရင်လည်းကံကောင်းတာလို့ဒီလိုပြောတယ်သို့တော့ဉာဏ်ကောင်းတယ်လို့မပြောကြဘူးစာသင်မှဉာဏ်ကောင်းတယ်ပဲပြောနေကြတာနော်တကယ်တော့တချို့ပုဂ္ဂိုလ်တွေကကံကောင်းတာတဲ့ဒီအသိဉာဏ်ရှိလို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဒီလိုလောက်သွားကြတာဘုန်းကြီးတို့ ਨੇ ဒီတားချက်နဲ့ကပုဂ္ဂိုလ်တွေရှိတယ်လက်တွေ့တွေပြောရမယ်ဆိုလို့ရှိရင်အေးတောင်သူလုပ်ငန်းလုပ်ရင်ကနေပြီးတော့တချို့ဆိုတစ်သလုံးတောင်သူပဲနှစ်စင်လာလဲဒါပဲလုပ်နှစ်စင်လာလဲဒါပဲလုပ်ဘာလုပ်ရမယ်ဆိုတဲ့စဉ်းစားဉာဏ်ရှေ့မှာတိတ်မရှိကြမရှိတဲ့အခါကျတော့တစ်နှစ်လာလဲဒါပဲတစ်နှစ်လာလဲဒါပဲဒီလိုနဲ့နေသွားကြအဲ့ဒီမဲ့ထူးချွန်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီလိုမလုပ်ဘူးသူများလှုပ်ရလှုပ်စင်မလုပ်ဘူးသူကသူတီထွင်ပြီးသူစိတ်ကူးနဲ့သူလှုပ်တယ်လှုပ်တော့တိုးတက်လာတယ်တိုးတက်လာတဲ့အခါနေရာရွှေ့တယ်လုပ်ငန်းတွေတိုးချဲ့လာတယ်ဟောနောက်ဆုံးကြတော့သူကချမ်းသာကြွယ်ဝသွားတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒါကကံလို့ပြောလို့မရဘူးပေါ့ဉာဏ်ရှိရတယ်ဉာဏ်ရဲ့နောက်မှာဝိရိယလိုက်ရအဲ့ဒါကိုပြောတာပညာရှိပြီဆိုရင်နောက်ကစက်တည်ဆိုတာလိုက်လာတယ်လို့ဒီလိုအဓိပ္ပာယ်ရတာနော်အဲ့ဒါကြောင့်မလို့အသိဉာဏ်ဆိုတာဘုန်းကြီးတို့တွေစဉ်းစားကြည့်လေကလေးလေးတွေမိမိတို့ရဲ့ရင်ကမွေးဖွားလာတဲ့သားကလေးတွေသမီးလေးတွေအရွယ်ရောက်လာတဲ့အခါကျတော့ဘယ်ပို့ကြတာတော့ကျောင်းပဲပို့ကြတာမဟုတ်လားဘာအတွက်ကျောင်းပို့တာတော့လို့ဆိုရင်ပညာသင်ဖို့ကျောင်းပို့တာအဲ့ဒီပညာရဲ့တန်ဖိုးဟာလောက်ကြီးတယ်ဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီပညာဒီခွန်အားတစ်ခုပဲလို့ဒီလိုဆိုတာနော်အေးပညာဆိုတဲ့နေရာမှာလည်းပဲခွန်အားတွေကအမျိုးမျိုးရှိတယ်အဲ့ဒီပညာခွန်အားဟာဒီစီးပွားရှာတတ်တဲ့ပညာလားနော်စီးပွားရှာတတ်တဲ့ပညာလားလူမှုဆက်ဆံရေးပညာလားခေတ်မှာ
အသုံးပြုတဲ့စက္ကရိယာတွေကိုအသုံးပြုနိုင်တဲ့ပညာမျိုးလားအဲ့ဒီကနေတဆင့်တည်းပြီးတော့နော်ပြောဆိုပညာလားပညာတွေအမျိုးမျိုးထပ်ပြီးတော့ခွဲလိုက်တယ်နောက်ဆုံးကြတော့တန်တရားဝကလွတ်တည်ထီအောင်စွမ်းဆောင်နိုင်တဲ့ပညာမျိုးလားလို့ဘုရားသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါကျတော့ခုနကဒီဓမ္မပညာမျိုးထီအောင်ပညာဆိုတာမဆုံးနိုင်အောင်သွားလို့ရတယ်ပေါ့အဲ့ဒါလို့အစဉ်စဉ်သွားတဲ့ပညာခွန်အားဟာအမှန်တမ်းကြီးမားတယ်ကာယခွန်အားဘလောက်ကြီးကြီးအတိညာစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်ကအနိုင်ရတယ်ဆိုတာအလုံးကြားဘူးကြလိမ့်မယ်မြတ်စွာဘုရားလက်ထက်တုန်းဒီမြတ်စွာဘုရားဟောတဲ့950ဇတ်တွေထဲမှာရှိတယ်လေ950ဇတ်တွေထဲမှာအမှန်တမ်းမိုက်ရိုင်းတဲ့ဆင်ကြီးတဲ့ကောင်အတနာကျင်နာမရှိတဲ့ဆင်ကြီးတဲ့ကောင်သူ့ရဲ့ခွန်အားကိုအသုံးပြုတယ်အဲ့ဒီမှာဆင်ကြီးသွားတဲ့လမ်းမှာဘီလုံးငှက်ကလေးကအတိုက်လှုပ်ထားတယ်အတိုက်လှုပ်ထားတော့စိတ်ကောင်းရှိတဲ့ဆင်ကိုတော့ဒီပေါ်ကမသွားပါနဲ့သူ့မှာကလေးငယ်လေးတွေရှိလို့ဒီတောပိုင်းကဖြတ်မသွားပါနဲ့ဖြတ်သွားရင်ကလေးငယ်လေးတွေကမှုံမှုံညံ့ညံ့ဖြစ်သွားတိုးရှိုးတောင်းပန်တဲ့အခါမှာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ဆင်ကဖယ်သွားတယ်စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ဆင်ကြတော့ဘာလုပ်လဲဆိုလို့ရှိရင်တောင်းပန်တာတောင်ဂရုမစိုက်ပဲနဲ့တမင်တက်တက်ဖြီလုံးငှက်ရဲ့ကလေးတွေကိုခြေထောက်နဲ့နင်းချပြီးတော့သွားအဲ့ဒါဘာလုပ်တာတော့လို့ဆိုဖြီလုံးငှက်နဲ့ဆင်ဆိုတာအားချင်းကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြီးတာအဲ့ဒါတော့အားကြီးတဲ့ဆင်ကဖြီလုံးငှက်ကိုပမာမခန့်သူကသူ့ကာယအားကိုအသုံးချပြီးတော့ဒီလိုအနိုင်ကျင့်သွားတာအဲ့ဒီအနိုင်ကျင့်သွားတဲ့အခါမှာဖြီလုံးငှက်မလေးကဒါတော့သူ့ပေါ်မှာအနိုင်ကျင့်တဲ့အကောင်ကိုသူ့ဉာဏ်စွမ်းနဲ့ဒုက္ခရောက်အောင်လုပ်မယ်ကလေးစားခြေတယ်ပေါ့သဘောအဲ့ဒါနော်ကလေးစားခြေတာကောင်းတာကိုပြောတာမဟုတ်ဘူးအားဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကအနိုင်ရတာကိုပြောတာအခုပထမမှာတော့အားကြီးတဲ့ဆင်ကြီးကနိုင်တဲ့အောင်ဖြစ်သွားတယ်ဟုတ်ကဲ့လားအဲ့ဒါတော့အားကြီးတဲ့ဆင်ကြီးကို तू ပြိုင်ပြီးတော့ဒီပလုံးငှက်ကလေးကတတ်မဲ့ဆိုရင်ဘယ်သူရှုံးမလို့ तू ပဲရှုံးမှာပဲဟောသူ့ဉာဏ်စွမ်းအားနဲ့ဘာလုပ်လဲဆိုရင်ဒီဆင်ကြီးကိုဒုက္ခရောက်အောင်လုပ်တယ်နောက်ဆုံးမှာကြီးကန်းရဲ့အကူအညီနဲ့မျက်လုံးကိုဖောက်ခိုင်းတယ်ရှင်မမဲရိုင်းနေရဲ့အကူအညီနဲ့ကြီးကန်းကစိတ်ဖောက်ထားတဲ့မျက်လုံးထံရထဲမှာဒီလောက်ဥတွေကိုဥချခိုင်းတယ်ဟောဒုက္ခပေးတာကြည့်နော်သူစွမ်းဆောင်နိုင်တာတွေကိုသူအသိဉာဏ်နဲ့ဘယ်သူဘာလုပ်ပဲဘယ်သူဘာလုပ်နောက်ဆုံးကဆင်ကြီးကမျက်စိနဲ့ကွင်းအလင်းမရတဲ့အကောင်ဖြစ်သွားအဲ့ဒါလို့အလင်းမရပြီဆိုတဲ့အခါမှာကြည်သူ့လက်နဲ့ဒီဘီလုံးငှက်ကလေးကသူ့မှာဆင်ကိုတတ်နိုင်တဲ့စွမ်းရည်တတ်တွေသူ့မှာမရှိဘူးသို့တော့ဘာကိုအသုံးပြုပြီးတော့သူတတ်တယ်လဲဆိုရင်သူ့ရဲ့အုံနောက်ကိုအသုံးပြုတယ်ကြီးကန်းရဲ့အကူအညီယူတယ်ရှင်မမိုင်းရဲ့အကူအညီကိုယူတယ်နောက်ဆုံးကြတော့ဘသူရဲ့အကူအညီကိုယူတော့ဆိုရင်ဖားရကောင်ရဲ့အကူအညီကိုယူတယ်ရေစာလုံးလို့မျက်စိနဲ့ကွင်းအလင်းမရတဲ့ဆင်ကြီးကရေလိုက်ရှာတဲ့အခါမှာဖားကဒုက္ခရောက်အောင်6ကဘာမှာအပေါ်နာကអော်လိုက်နောက်တစ်ခါဆင်ကြီးကရေရှာတော့ဖားရှိရင်ရေရှိလိမ့်မယ်ဆိုလာတယ်နောက်ဆုံးမှာ6ကဘာကြီးဘက်ကိုရောက်အောင်ဖားကအတန်ပြုတ်လိုက်တဲ့အခါမှာနောက်ဆုံးဆင်ကြီးက6ကဘာထဲလိမ့်ကြပြီးတော့သိဆုံးသွားတယ်ဆိုတဲ့ဇာလံရှိတယ်လေ950ထဲမှာအဲ့ဒီဇာလံရှိတယ်အဲ့တော့ကြည့်နော်ကာယဗလဆိုတဲ့ဘာဟုဗလဆိုတဲ့လက်ယုံအားဟာဒါကြောင့်မို့အနှိမ့်ဆုံးပဲတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကသူ့ကိုအကုန်အနိုင်ယူလို့ရတယ်အဲ့ဒါကြောင့်မို့လို့ပညာရဲ့တန်ဖိုးကအမတမကြီးတယ်ဘာဟုဗလကာယဗလဆိုတဲ့ဒီစွမ်းအားခွန်အားတွေဟာဘာမှတန်ဖိုးမရှိဘူးအဲ့တော့တန်ဖိုးရှိတဲ့အရာဟာပညာကသူတို့တဲ့ပို့ပြီးတော့စွမ်းဆောင်နိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့ပညာရဲ့စွမ်းဆောင်နိုင်မှုကအလွန်ကြီးတာကြည့်လေပညာကအသိပညာရှိလာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်နိုင်တယ်လဲလို့ဆိုရင်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခနဲ့ကြုံအောင်ချမ်းသာဒုက္ခကိုရအောင်ယူနိုင်တဲ့စွမ်းရည်တတ်သိရှိတယ်ပညာရှိပြီဆိုလို့ရှိရင်ကြားနာရတဲ့အကြောင်းအရာတစ်ခုဆုံးဖြတ်နိုင်စွမ်းဆင်ញင်နိုင်စွမ်းရှိတယ်
ပညာမရှိရင်မသိဘူးဆိုတော့တရားဓမ္မနဲ့ပတ်သက်လာတဲ့အခါမှာတရားနာတယ်ဒီတရားဓမ္မနဲ့ပတ်သက်တဲ့လေးလာစီးပူးမှုတွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်ဟာမိမိကြားတဲ့အကြားတရားဓမ္မပေါ်မှာမှားတယ်မှန်တယ်ဆင်ញင်သုံးသပ်နိုင်လာတယ်ပေါ့ဒါကတော့မမှန်ဘူးဒါကတော့မှားတယ်ဟောဆင်ញင်သုံးသပ်နိုင်စွမ်းရှိလားပညာမရှိဘူးဆိုရင်ပြောသမျှလက်ခံတယ်ပြောသမျှယုံတယ်ဆိုတာအဓိပ္ပာယ်အဲ့တော့ပညာဆိုသည်မှာအဲ့ဒါမျိုးမဟုတ်ဘူးပညာဆိုသည်မှာအရာရာကိုစူးစမ်းဆင်ခြင်တတ်ဖို့လိုအပ်တယ်တရားနာတယ်ဆိုလို့ရှိရင်တရားတဲ့ကဒီလိုပြောတယ်ပြောတဲ့အခါမှာတရားတန်ကိုကြားပြီးတော့ကိုယ်ခန္ဓာနဲ့ကိုယ်ဉာဏ်နဲ့စဉ်းစားဆင်ခြင်သုံးသပ်ဖို့လိုအပ်တယ်အဲ့ဒါလို့နားနဲ့ကြားပြီးတော့အသိဉာဏ်နဲ့ခန္ဓာကိုယ်ကိုဆင်ခြင်သုံးသပ်မှုမပါလို့ရှိရင်ဒါပညာမပါဘူးကြားရုံကြားတယ်ပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့သိပညာနဲ့ဆင်ခြင်သုံးသပ်လို့ရှိရင်ဒါဟုတ်တာပါလားဒါကမဟုတ်ဘူးဒါကဟုတ်တယ်ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိလာတယ်တဲ့ဒါကြောင့်မို့လို့ပညာဝတ္တုတံဝိနိစိနိလို့စာပေကျမ်းကမှာဆိုတာအသိပညာကသာလင်ကြားရတဲ့အရာတစ်ခုကိုမှန်တယ်မှားတယ်ဆိုတော့အဆုံးဖြတ်ချက်ပေးနိုင်တယ်တဲ့ဒါကြောင့်မို့ပညာဟာအမှန်တမ်းအရေးကြီးတယ်လို့ဒီလိုဆိုလိုတယ်နော်အဲ့တော့ဒီလောက်တန်ဖိုးရှိတဲ့ပညာရအောင်ဘုန်းကြီးတို့တွေဘာလို့သိတယ်လဲပညာဆိုတာသူ့ဘာသူရလာတာမဟုတ်ဘူးအာလဝကဗီလူကြီးကမြတ်စွာဘုရားကိုမေးတဲ့မေးခွန်းရှိတယ်ကထံတုလဘတိပညာပညာကိုဘယ်လိုနည်းနဲ့ရနိုင်တယ်လဲဆိုတော့မေးခွန်းမေးတာအဲ့တော့မြတ်စွာဘုရားကဖြေတာသုတ်တုတာလဘတိပညာမင်းကြားနာခြင်းနဲ့ဆန္ဒရှိပညာရပါတယ်တဲ့အရေးကြီးတာပညာရဖို့အတွက်နားထောင်ခြင်းဖို့ဟာအစနော်တရားနာခြင်းနဲ့ဆိုတာကပညာရခြင်းနဲ့အဓိပ္ပာယ်ပဲပေါ့လူတိုင်းတရားနာနိုင်သလားဆိုမနာနိုင်ဘူးလေမနာနာတာအတာထားအောင်နာခြင်းနဲ့စိတ်ကိုလူတိုင်းပေါ်တာမဟုတ်ဘူးတရားနာခြင်းနဲ့စိတ်ပေါ်တဲ့ပုဂ္ဂိုလ်ဟာနာတယ်နာသည့်အတွက်ကြောင့်ပညာတွေရဒီလိုဆိုလိုတာနော်ဒါကြောင့်မို့လို့နာခြင်းတယ်ဆိုတာကပညာရခြင်းအကြောင်းတစ်ခုပဲဒါကြောင့်ဒီစကားလုံးကိုသုံးတာသုတ်တုတာလည်းပဲတေးပညာသုတ်တုတာကြားနာလိုခြင်းသင်ယူလိုခြင်းဆိုတဲ့ဆန္ဒဟာပညာကိုလည်းပဲတေးရစေတယ်ကြားနာခြင်းကြောင့်ကြားနာလိုခြင်းကြောင့်သင်ကြားလိုခြင်းကြောင့်ပညာဆိုတာရတယ်ဒါကြောင့်မို့ဒီခြင်းနယ်ဆိုတဲ့ဆန္ဒမှာမပါတဲ့ပုဂ္ဂိုလ်တယောက်ဟာကြားနာမှုဆိုတာမဖြစ်ဘူးမဖြစ်သည့်အတွက်ကြောင့်ပညာဆိုတာမရနိုင်ဘူးလို့ဒီလိုပြောတယ်အဲ့တော့မြတ်စွာဘုရားကပညာဆိုတာဟာဒီကြားနာခြင်းမှုပေါ်မှာမူတည်ပြီးတော့ပညာရနိုင်တယ်ဆိုတာအစဆုံးအခြေခံအကြောင်းတရားကိုထည့်ပြီးတော့ဟောလိုက်တာကဲကြားနာခြင်းတော့လူတွေကဘာလုပ်တုံးဆိုလို့ရှိရင်ပညာရခြင်းလာတဲ့ပုဂ္ဂိုလ်တယောက်ကဘာတွေဆက်လုပ်လာလဲသိခြင်းနဲ့တတ်ခြင်းလာတယ်ဆိုတော့ဘာဖြစ်လဲသေဝိထဗုဒ္ဓေနိပုနေဘဟုတ်တုတေပညာရခြင်းတဲ့ပုဂ္ဂိုလ်ဟာကိုယ့်တဲ့ဂုဏ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဘဟုတ်တုတများတဲ့ပုဂ္ဂိုလ်တွေထန်ချင်းခတ်တယ်တဲ့ဒါပညာရဖို့ရအကြောင်းတရားတွေပဲပေါ့ဘဟုတ်တုတကိုယ့်ရဲ့များတဲ့ပုဂ္ဂိုလ်တွေချင်းခတ်တယ်မိဝဲတယ်စိကတ်တယ်ပုဂ္ဂဟကောစပရိပု္ပ္ပစကောစအဲ့ဒါလို့စိကပ်ပြီးတော့မလုပ်လဲသင်ယူတယ်အခုတရားနာနေတယ်ဆိုတာအကြောင်းအရာတွေကိုသင်ယူနေတာတရားနာတာလည်းသင်ယူခြင်းတစ်မျိုးပဲပေါ့ဟောပြောနေတဲ့တရားတွေကိုသင်ယူနေကြတာအခုကြည့်ပြီးအားလုံးစွမ်းအားကြီးမားဆုံးဟာဘာလဲဆိုရင်ခွန်အားတွေထဲမှာစွမ်းအားကြီးမားဆုံးခွန်အားဆိုတာဘာလဲလို့ပြောတော့ပညာလို့ဆိုတာသိသွားကြဟုတ်ကလားပညာခွန်အားသည်အကြီးမားဆုံးဆိုတာဒါသိသွားဒါဘာလို့သိတာသင်လိုက်လို့သိတာဒီလိုဆိုလိုတာအဲ့ဒါကိုဥက္ခဟကော
တလုံးသိနှလုံးသိသင်သွားတယ်နောက်ဒီတဲ့အဆင့်မြင့်လာတဲ့အခါကျတော့ဒါကယုတ်တရားဒါကနန္တရားဒါကပထဝီခေါ်တယ်ဒါကအာဘောခေါ်တယ်ဒါကတေဇောခေါ်တယ်ဒါကဝါယောခေါ်တယ်နဲ့ဓာတ်ကြီး၄ပါးကိုသင်တယ်ဟောယုတ်တရားနန္တရားတွေကိုသင်တယ်ကပ္ပဋ္ဌာန်းဆိုတာဘယ်လိုအားထုတ်ရတယ်ဆိုတာတွေသင်လာတယ်ဒါသင်ယူမှုတွေအမှန်တမ်းအရေးကြီးတာရှင်သာရိပုတ္တရာပညာဘလောက်တော်ရှင်အတ္တစီထံကဂါထာတစ်ပုဒ်သင်ရကြားနာရမကြားနာတဲ့အခါမှာသူသောတာပန်ဖြစ်ဘူးကြားနာရမှသင်ယူလိုက်ရမှသောတာပန်ဖြစ်သွားတာအဲ့ဒါကိုပြောတာပညာရခြင်းရင်ဥက္ခဟကသင်ရမယ်မေးတယ်မြန်းတယ်သင်တယ်ပညာရှိဘောဓုရရှိတဲ့ပုဂ္ဂိုလ်တွေစီသွားတယ်သွားပြီးတော့သင်ယူတယ်သင်ယူပြီးတော့မေးမြန်းတယ်အဲ့တော့သင်ယူတယ်ဆိုတာအတိုင်းတာတစ်ခုအရာသင်ကြတာပေါ့ပိဋကသုံးပုံသင်တာဒီဘယ်ဟုတ်မလဲအကုန်လုံးဘယ်အရာပဲဖြစ်ဖြစ်သင်ကြတာပဲလေခုလောကီကိစ္စတွေတောင်မသင်ဘူးလားဈေးရောင်းတယ်ဆိုလဲရောင်းတာသင်ရတာပဲလေဈေးရောင်းတဲ့ပညာလည်းသင်ရတာပဲကားမောင်းတဲ့ပညာလည်းသင်ရတာပဲထွန်ရဲစိုက်ပျိုးတဲ့ပညာလည်းသင်ရတာပဲအကုန်သင်ရတာအချုပ်ပညာလည်းသင်တာပဲလေသင်မှရတယ်ဆိုတာဒါအမတ္တမထင်ရှားတယ်ပေါ့နောက်တစ်ခါပြိပု္ပ္ပစကောတဲ့သင်ပြီးတဲ့အခါမှာမရှင်းလင်းတာတွေကိုမေးတယ်မြန်းတယ်ဟောဒါပညာရခြင်းအကြောင်းပဲမရှင်းလင်းတာတွေကိုမေးရတယ်မြန်းရတယ်ဟောနိဗ္ဗာန်ရခြင်းတော့နိဗ္ဗာန်ရစေနိုင်တဲ့အကြောင်းတရားတွေပဲသင်ယူရမှာပေါ့စီးပွားဖြစ်ခြင်းတော့စီးပွားဖြစ်နိုင်တဲ့အကြောင်းတရားတွေသင်ရမှာပေါ့သင်္ဘုံသင်နည်းအကြောင်းရခြင်းတော့ကွာခြားတာပေါ့အဲ့တော့တန်တရားဝကလွတ်ဖို့နိဗ္ဗာန်ရောက်ဖို့ဆိုတာကြတော့တရားကိုသင်ရမယ်သင်ပြီးတရားကိုမေးရမယ်ဒီလိုဆိုလို့တယ်ပေါ့သူ့ line နဲ့သူပဲနောက်သူနေရတက္ကိစ္စသူဘာတိတနေတယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့မမကန်ကန်ဟောပြောနေတဲ့အခါတတိထားပြီးတော့ကြိုးကြိုးစားစားနားထောင်ရတယ်တဲ့နားထောင်တဲ့အခါမှာဩဒါဟုတ်တယ်ကိုယ်ခန္ဓာကိုယ်နဲ့အမြဲတမ်းကပ်ကြည့်တယ်တရားဓမ္မကိုယ်နဲ့အမြဲတမ်းကပ်ကြည့်အဲ့ဒါလို့နှိုင်းရှင်ကြည့်ပြီးတော့အခုလို့တရားနာလို့ရှင်ဘာဖြစ်လဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအသိပညာတွေရသွားပါတယ်တဲ့ဒါမှန်တယ်လေဒီတရားတစ်ပုဒ်နာလိုက်ရင်အဲ့ဒီတရားတစ်ပုဒ်ထဲမှာပါတဲ့အသိပညာတွေကိုယ်စီရောက်လာခရီးတစ်စိုက်မမတ်သားသားနာလိုက်လို့ရှင်အဲ့ဒီပညာရက်တွေကကိုယ်စီရောက်လာတာဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီပညာရလာပြီကဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတယ်ပညာဗလာဟာစွမ်းအားထက်ဆုံးပဲလို့ဆိုတော့ကြည့်နိဗ္ဗာန်ကိုသွားခြင်းနဲ့နိဗ္ဗာန်ကိုဆုတောင်းကြတယ်ကုသိုလ်ကောင်းမှုလုံးသမျှတို့တွေနိဗ္ဗာန်ရခြင်းကြတယ်လို့ပြောကြတယ်မြတ်စွာဘုရားကနိဗ္ဗာန်ရခြင်းလို့ရှိရင်ကြည့်ဘုရားသမ္မာဒိဋ္ဌိဆိုတာရှိရမယ်အမြင်မှန်ရှိရမယ်သမ္မာဒိဋ္ဌိဆိုတာမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အမြင်ဆိုတာဘာပြောတော့ပညာကိုပြောတယ်မြတ်စွာဘုရားကတပည့်စัจ जा ဟောတဲ့အခါမှာနော်တပည့်စัจ जा ခေါ်တဲ့အခါမှာအရိယောအထင်ကြီးကောမေခောဆိုပြီးတော့ဟောထားတာရှိတယ်အမတန်မှမြင့်မြတ်တဲ့အင်္ဂါ၈ပါးနဲ့ဖွဲ့စည်းထားတဲ့မက္ခမတရားဆိုတာရှိတယ်ဆိုပြီးတော့၈ခုဆိုတာအာလုံးဘုရားဘာသာတွေသိနေကြတာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအဲ့ဒါကစာရဲရှိတာတွေကိုပြောရတာမဟုတ်ကိုယ်တဏ္ဍမှာဒီတရားတွေဟာဘယ်ဟာသမ္မာဒိဋ္ဌိလဲဆိုတာကိုသိဖို့လိုတာပေါ့အဲ့ဒီမှာနိဗ္ဗာန်သွားဖို့လမ်းကြောင်းကြတော့ကြည့်သမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ဆိုတာပညာကိုပြောတာအဲ့ဒီပညာရှိမှနိဗ္ဗာန်ဆိုတာသွားလို့ရကြည့်တန်တရားလေတဲ့အခါမှာကျတော့ပရိစ္ဆေသောဥပ္ပမှာဘာစဟောတော့အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာဆိုတာမသိတာဘာကိုမသိတာတော့ဆိုအမှန်တရားကိုမသိတာသမ္မာဒိဋ္ဌိဆိုတာအမှန်ကိုသိတယ်ဆိုတာဘာသိတာသစ္စာကိုသိတာဟောမသိတာနဲ့သိတာနော်အဲ့တော့မသိတာနဲ့သိတာမသိရင်တန်တရားလဲမှာပဲသိရင်တန်တရားဟောကလွတ်တယ်ပညာကိုစီးပူးအထောက်ရမယ်လို့ဒီလိုဆိုလို့တယ်ကဲဒါဖြင့်ကောင်းပြီ
မက္ခင်ကလို့ဆိုတဲ့မက္ခင်၈ပါးလို့ဆိုတဲ့ဒီတမ္မာဒိဋ္ဌိဟာဘယ်နှမျိုးရှိသလဲဆိုတာကိုသိဖို့လိုတယ်ပေါ့အဆင့်ဘယ်နှဆင့်ရှိသလဲအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တို့တွေမှာတမ္မာဒိဋ္ဌိဆိုတာရှိသလားမှန်ကန်တဲ့အမြင်ရှိသလားလို့ရှင်သာရိပုတ္တရာမထေရမြတ်ကတမ္မာဒိဋ္ဌိဆိုတာကိုအခြေခံအဆင့်အနေနဲ့ဘယ်လိုပြောတော့ဆိုကုသိုလ်ကိုကုသိုလ်လို့သိတာလေတမ္မာဒိဋ္ဌိပဲတဲ့အကုသိုလ်ကိုအကုသိုလ်လို့သိရင်လေတမ္မာဒိဋ္ဌိပဲတဲ့လောဘကိုလောဘအကုသိုလ်လို့သိရင်လေတမ္မာဒိဋ္ဌိပဲဒေါသကိုအကုသိုလ်လို့သိရင်လေတမ္မာဒိဋ္ဌိပဲမောဟကိုအကုသိုလ်လို့သိရင်လေတမ္မာဒိဋ္ဌိပဲအလောဘအဒေါသအမောဟဆိုတဲ့တရားတွေကိုကုသိုလ်လို့သိရင်လေတမ္မာဒိဋ္ဌိပဲအဲ့တော့ကုသိုလ်အကုသိုလ်သိတာဒီပဲလေတမ္မာဒိဋ္ဌိဒါအခြေခံကိုပြောတာနော်နောက်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနဲ့သိတယ်တမ္မာဒိဋ္ဌိပဲကုသိုလ်အကုသိုလ်ကံရဲ့အကျိုးရှိတယ်လို့သိတာလည်းပဲတမ္မာဒိဋ္ဌိပဲတဲ့အဲ့ဒီတမ္မာဒိဋ္ဌိကိုကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကတာဆိုတာကိုလုပ်တဲ့အလုပ်ဟာကိုပဲပိုင်နေကိုယ်တဏ္ဍာမှာပဲဖြစ်တယ်ကိုနဲ့ပဲသက်ဆိုင်တယ်ကိုပိုင်နေဆိုတာကိုနဲ့သက်ဆိုင်တာကိုပြောတာနော်သူများနဲ့မဆိုင်ဘူးကိုလုပ်ထားတဲ့ဟာကိုနဲ့ပဲဆိုင်နေတယ်သူများကိုပေးလို့ရမရဘူးသူလုံးဝသူရတယ်နော်ကြည့်လေလူတွေကရည်စူးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်မဟုတ်လားလုပ်ပြီးတော့အမျှဝေကြတယ်အမျှဝေတဲ့အခါမှာသူကမပါဘူးမလုပ်ဘူးဆိုသူမရဘူးအမျှဝေရင်အ ਨੇ ဆုံးသူ့လုပ်အားဘယ်လောက်ပါရမလဲဆိုတာဓုတာဓုဆိုပါရမယ်ဝမ်းမြောက်ဝမ်းသာလက်ခံမှုပါရမယ်မပါဘူးသူကနားမထောင်ဘူးတာဓုလည်းမခေါ်ဘူးဆိုမရဘူးအဲ့ဒီကုသိုလ်သူတကူလုံးမကိုရတယ်ဆိုတာမဓမ္မထင်ရှားတယ်အဲ့ဒါကိုဘာကုသိုလ်ခေါ်တော့ဆိုပတ္တိဌာနပတ္တနုမောဒနာကုသိုလ်လို့ခေါ်တယ်နော်ဒီကနေအမြတ်တမ်းပေးဝေလိုက်တာပတ္တိဌာနသူကတာရုခေါ်လိုက်တာကပတ္တနုမောဒနာအဲ့ဒါလို့အနုမောဒနာဝမ်းမြောက်မှသာသူကုသိုလ်ရတယ်ဝမ်းမြောက်မှုမရှိဘူးမသိဘူးမသိကြိုးကြွနေရင်ကုသိုလ်မရဘူးသူမှာဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်မို့လို့ဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့ကုသိုလ်ကိုရတာဒါကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီဟာမရှိဘူးဆိုရင်မိစ္ဆာဒိဋ္ဌိပဲသူကမနောကံထဲမှာပါတဲ့အဘိဓါဖြာပါဒမိစ္ဆာဒိဋ္ဌိဆိုတာအဲ့ဒီကံနဲ့ကံအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဏှာဝကလွတ်ဖို့နေသားတာလူကောင်းသူကောင်းမဖြစ်လို့နောင်ဘဝတောင်ကောင်းရသူတွေမရောက်နိုင်တဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်နော်ဒါကြောင့်မို့အခြေခံအနေနဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိရှိရဘာကြောင့်ကမ္မတက္ကတာတမ္မာဒိဋ္ဌိရှိရတော့ဆိုကိုလှုပ်တာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ခံယူချက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတာဆိုတာဘယ်သူမှမဖြစ်ချင်ဘူးလေကောင်းတာပဲဖြစ်ချင်တယ်ကောင်းတာကိုဖြစ်ချင်တဲ့အတွက်ကြောင့်ကောင်းတာပဲလုပ်တယ်သူကဟောခုနကခံယူချက်မရှိတဲ့ပုဂ္ဂိုလ်ကြတော့ကောင်းတာလုပ်သည်ဖြစ်စေမကောင်းတာလုပ်သည်ဖြစ်စေဘာမှအကောင်းကျိုးဆိုးကျိုးပေးတာမရှိဘူးဆိုသူလှုပ်ချင်အောင်လှုပ်တာပဲလူဆိုတာလှုပ်ချင်တယ်ဘာလှုပ်ချင်လဲမဟုတ်တာပဲလှုပ်ချင်တယ်လေလူရဲ့တဘာဝကလူရဲ့တဘာဝတာမန်အပြင်ကြီးမယ်ဆိုရင်အကောင်းလှုပ်ချင်တာလားအဆိုးလှုပ်ချင်တာလားဆိုအဆိုးပဲလှုပ်ချင်လှုပ်ချင်တာကအလွယ်တာကအဆိုးကလွယ်တာကိုအကောင်းကခက်တယ်လေရေစုံတဲ့ရေဆန်ဟာစုံမှုကအမှန်တမ်းလွယ်တယ်ဆံမှုခက်တယ်ကုသိုလ်ဆိုတာရေဆန်လုပ်ငန်းတစ်ခုပဲအကုသိုလ်ဆိုတာလွယ်လွယ်လေးရဲ့လေရေစုံနဲ့သွားတာကိုအဲ့ဒါကြောင့်မို့လို့ဒီကမ္မတက္ကတာတမ္မာဒိဋ္ဌိရှိတာအမှန်တမ်းလူကောင်းဖြစ်ဖို့ရအတွက်ဒါကမ္မတက္ကတာတမ္မာဒိဋ္ဌိရသော်ဘုရားသခင်ကိုရောမြတ်ကအ ਨੇ ဆုံးဗုဒ္ဓဘာသာဖြစ်ဖို့အတွက်ကမ္မတက္ကတာတမ္မာဒိဋ္ဌိရှိရမယ်ကမ္မတက္ကတာတမ္မာဒိဋ္ဌိရှိရင်ဗုဒ္ဓဘာသာမဖြစ်တောင်အဲ့ဒီပုဂ္ဂိုလ်ကကောင်းအတုတိရောက်နိုင်တယ်ကုသိုလ်ကောင်းမှုသူလုပ်တယ်လေလုပ်သည့်အတွက်ကြောင့်ကောင်းအတုတိရောက်တယ်ဒါပေမဲ့ဗုဒ္ဓဘာသာမဟုတ်ဘူးမဟုတ်လေကောင်းရသူတိရောက်နိုင်တယ်ဒီလိုဆိုတာဟောနောက်တစ်ခုဒီတဲ့အစစ်မြင့်တာတော့ဗုဒ္ဓဘာသာအစစ်ဖြစ်လာတဲ့အခါကျတော့ဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့နိဗ္ဗာန်လမ်းကြောင်းမို့တက်ဖို့ရအတွက်မှန်ကန်တဲ့အမြင်တစ်ခုရအဲ့ဒီမှန်ကန်တဲ့အမြင်ဆိုတာဘာလဲလို့ဆိုရင်ဘုန်းကြီးတို့တွေကအာလုံးတမန်အမြင်နဲ့တဲ့အဆုံးဖြတ်နေကြတယ်ဘယ်လိုဆုံးဖြတ်လဲဒါကယောက်ျားပဲဒါကမိန်းမပဲဒါကငါပဲဒါငါဟာပဲဒီတဲ့ကြော်မသွားနိုင်ဘူးဟုတ်ကဲ့လား
အဲ့ဒါတွေကိုကြော်ဖြတ်ပြီးတော့မြင်တဲ့တမ္မာဒိဋ္ဌိကြတော့ဝိပဿနာတမ္မာဒိဋ္ဌိဘယ်လောက်ထိအောင်မြင်လာရမလို့ဆိုလို့ရှိရင်တတ္တဝါဆိုတဲ့အမှတ်တင်ညာကိုကြော်ဖြတ်ပြီးတော့ယုတ်နဲ့နံ2မျိုးပဲရှိတယ်ဟောယုတ်နဲ့နံ2မျိုးပဲရှိကဲယုတ်နဲ့2မျိုးကိုအကြမ်းမြင်လေးပြောအောင်နော်အကြမ်းမြင်လေးပြောမယ်မျက်စိနားနှာခေါင်းလျှာကိုယ်ဟောတာကယုတ်တရားနော်စိတ်ဆိုတာနံတရားမျက်စိနဲ့မြင်တာယုတ်တရားနားနဲ့ကြားတာနှာခေါင်းနဲ့နမ်းရှုတာခန္ဓာကိုယ်နဲ့လျှာနဲ့လျဲရတာခန္ဓာကိုယ်နဲ့ထိတွေ့ရတာဒါတွေကဘာတွေတော့ယုတ်တရားမြင်ပြီးတော့သိတာနံတရားကြားပြီးသိတာနံတရားလျက်ပြီးသိတာနံတရားနော်ထိပြီးသိတာနံတရားဟောနံတရားသိတာကနံတရားမသိတာကယုတ်တရားကိုယ်ခန္ဓာကိုယ်မှာ2ပိုင်းရှိတယ်ဆိုတာကိုတတိထားကြည့်လိုက်2ပိုင်းရှိနေနောက်မှမျက်စိရှိတယ်မျက်စိကမြင်ရတဲ့အရာရှိတယ်ဟောမျက်စိနဲ့မြင်ရတဲ့အရာဆုံးလိုက်တဲ့အခါမြင်မှန်းသိလိုက်တယ်အဲ့ဒါကြတော့နံတရားမျက်စိရဲ့မြင်စရာအာယုံရဲ့ကယုတ်တရားပေါ်လာတဲ့အသိစိတ်လေးကနံတရားလို့ဟောယုံနံလေးအ ਨੇ ဆုံးတော့ကွဲအောင်လုပ်ရလက်တွေ့ကွဲအောင်လုပ်ရထိုင်းနေတယ်ဆိုတဲ့အချိန်မှာကိုယ့်ကိုထိုင်းနေတဲ့အခါမှာတတိထားလိုက်တာနဲ့သိတယ်အောက်ကမာလားပျော့လားပူလားနွေလားအေးလားဟုတ်ကဲ့လားထိလိုက်လို့ရှိရင်ကြည့်ထိတာရဲ့အောက်ကထိเสียရဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါထိမှန်းသိနေတဲ့အတိလေးကနံတရားထိနေတဲ့ခန္ဓာကိုယ်ကြီးရဲ့အောက်ကထိเสียရဲ့ကယုတ်တရားလို့ဟောလို့ယုတ်ကလေးနံလေးကွဲအော်လောကဆိုတာဒါပဲရှိတာပါလားငါဆိုတာပဲဟာလဲဒီယုတ်နဲ့နံ2မျိုးတည်းပဲရှိတာပါလားလို့တတ္တဝါဆိုတဲ့အထင်မြင်တစ်ခုဖြတ်ကျော်ပြီးတော့ယုတ်နဲ့နံ2မျိုးတည်းထိအောင်မြင်လာတယ်အဲ့ဒီမြင်လာပြီဆိုရင်ဒါနာမရူပပြိစ္ဆေဒဉာဏ်ဆိုတာရင့်တန်အောင်ပထမသင်ယူရတယ်သင်ယူပြီးတဲ့အခါမှာဆင်ញင်ရဒီလိုဆက်လို့တာနော်ယုတ်နံအကြောင်းကိုဒါသင်ယူတယ်သင်ယူပြီးတော့ဆင်ញင်တယ်အော်ဟုတ်တယ်သဘောကျနောက်ဒီယုတ်နဲ့နံဟာဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်ခုကြည့်လေမြင်သိစိတ်လေးဟာဘာကြောင့်ဖြစ်လဲဆိုရင်မျက်လုံးရဲ့မြင်စရာအာယုံ2ခုစုံလို့ဖြစ်တာဆိုတော့အကြောင်းကိုမသိဘူးလားသူကသူဖြစ်သလားမျက်လုံးမိတ်ထားလို့ရှိရင်မြင်စရာအာယုံကိုမြင်မှာမဟုတ်ဘူးမမြင်ရသည့်အတွက်ကြောင့်မြင်သိစိတ်ဆိုတာဖြစ်ပါမလားမဖြစ်ဘူးမြင်စရာအာယုံနဲ့မျက်စိစုံမှမြင်သိစိတ်ဖြစ်တယ်ကြားစရာအတန်နဲ့နားနဲ့စုံမှကြားသိစိတ်ဖြစ်တယ်နှာခေါင်းနဲ့အနံ့နဲ့စုံမှနံသိစိတ်ဖြစ်တယ်လျှာနဲ့အရသာနဲ့စုံမှလျက်သိစိတ်ဖြစ်တယ်ခန္ဓာကိုယ်နဲ့အထိတွေ့စုံတဲ့အခါမှာထိသိစိတ်ဖြစ်တယ်စိတ်နဲ့ကြံတွေးမှုစုံတဲ့အခါမှာကြံသိစိတ်ဖြစ်တယ်ဟောဒီလိုဆိုလိုတာနော်အဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်ဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်တာလို့ဒီလိုရှင်းလင်းကြီးမြင်လာပြီရုပ်နဲ့နံ2မျိုးသာရှိတယ်အဲ့ဒီရုပ်နဲ့2မျိုးကလည်းဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်လို့မြင်လာလို့ရှင်အကြောင်းမှာတွဲဖက်မြင်လာလို့ရှင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒါဝိပဿနာရဲ့အခြေခံပဲရှိသေးတယ်သူကဝိပဿနာဉာဏ်ကြတော့ဘလို့ထီအောင်မြင်လာတော့ဆိုခုနကမြင်သိစိတ်လေးဟာဖြစ်ပြီးတော့ပြတ်သွားတယ်ဆိုတာကိုမြင်လာတယ်နော်ဖြစ်ပြီးပြတ်သွားတာဟာခဏမစဲဖြစ်လိုက်ပြတ်လိုက်နေလို့လုံးဝမတည်မြဲဘူးဆိုလိုတာကဒီမြင်သိစိတ်လေးဟာမျက်လုံးထဲမှာရှိနေတာမဟုတ်ဘူးမြင်ရတဲ့အဆင့်အာယုံမှာရှိနေတာလည်းမဟုတ်ဘူးမျက်လုံးနဲ့မြင်စရာအာယုံဆုံလိုက်တဲ့အခါမှာဒီမြင်သိစိတ်လေးဟာပေါ်လာပြီးတဲ့နောက်ပျောက်သွားတာမပေါ်ခင်ကရှိနေတာလည်းမဟုတ်ဘူးပေါ်လာပြီးတဲ့နောက်တည်မြဲနေတာလည်းမဟုတ်ဘူးလို့ဒီလိုသိလာလို့ရှင်ဒါအနိစ္စလက္ခဏာကိုသိတယ်အဲ့ဒါကြတော့မှဝိပဿနာတမ္မာဒိဋ္ဌိဆိုတာစတာနော်ဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်မမြဲတဲ့ရုပ်ကိုမမြဲဘူးမမြဲတဲ့နာမ်ကိုမမြဲဘူးလို့သိချင်းသိပဲလေတမ္မာဒိဋ္ဌိပါလို့ဒီလိုဟောတာတမ္မာဒိဋ္ဌိဆိုတာအဲ့ဒါဝိပဿနာတမ္မာဒိဋ္ဌိကိုပြောတာအဲ့တော့အဲ့လိုဝိပဿနာတမ္မာဒိဋ္ဌိဉာဏ်ရဖို့ဘာတွေကအထောက်အကူပြုပေးရတော့လို့ဆိုတဲ့အခါကျတော့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလလိုအပ်တယ်ပေါ့ရှေးဥစွာရှိထားဖို့လိုအပ်တယ်အဲ့တော့ကိုချင်းသီလရှိပြီးတော့မှန်ကန်စွာတွေးတောမှုဆိုတဲ့သမ္မာသင်္ကပ္ပမှန်ကန်စွာကျိုးပန်းအထုတ်မှုဆိုတဲ့သမ္မာဝါယာမမှန်ကန်စွာတတိထားမှုဆိုတဲ့သမ္မာတတိမှန်ကန်စွာအမှတ်စိတ်တည်ငြိမ်မှုဆိုတဲ့သမ္မာသမာဓိဟောဒီတရားတွေရဲ့အထောက်အကူပါအများကြီးလိုတယ်လို့ပြောတာနော်
အမှန်သိဖို့အတွက်သီလကဘယ်လိုအထောက်အကူပြုတယ်လဲစဉ်းစားကြည့်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ချမ်းသာမှုရှိမရှိကိုယ့်အောင်စဉ်းစားကိုချင်းသီလကောင်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ရဲ့ကိုချင်းသီလကိုပြန်ပြီးတော့နှလုံးသွင်းလိုက်လို့ရှိရင်ဝမ်းသာမှုဖြစ်မဖြစ်ဩငါဟာပြောတယ်လေတလောတော်တခါကြီးတယောက်နဲ့တွေ့တယ်ငယ်ငယ်လေးတည်းကသူအယက်မတော့ဘူးတဲ့လူကြီးတွေနဲ့တွေ့တဲ့အခါမှာလည်းပဲဘယ်လိုတောက်ခိုင်းသူဘယ်တော့မှမတောက်ခဲ့ဘူးဆိုတာသူဝမ်းသာအားရပြန်ပြောနေတာအသက်80ကျော်နေပြီခုအဲ့ဒါဟာစိတ်ကြည်နူးမှုကိုမဟုတ်တာမလုပ်ဘူးဆိုတာစိတ်ကြည်နူးမှုမရနိုင်ဘူးလားရနိုင်တာစိတ်ကြည်နူးတဲ့အခါဝမ်းမြောက်တယ်ဆိုတဲ့ပါမောဇ္ဇဖြစ်တယ်ဝမ်းမြောက်ရင်ဘာဖြစ်တယ်ဆိုပီတိနှစ်ချိုက်တယ်ကိုလုတ်ခဲ့တာလေးပေါ်မှာနှစ်ချိုက်ရင်ဘာဖြစ်လဲပတ္တတိကိုစိတ်ငြိမ်းချမ်းတယ်ငြိမ်းချမ်းရင်ဘာဖြစ်လဲဒုက္ခစိတ်ချမ်းသာတယ်စိတ်ချမ်းသာရင်ဘာဖြစ်လဲတမာတိစိတ်တည်ငြိမ်တယ်စိတ်တည်ငြိမ်ရင်ဘာဖြစ်လဲယထာဘူတဉာဏတသနာမှန်မှန်ကန်ကန်မြင်တယ်ဒါတွေကကြောင်းကျိုးဆက်နေတာတစ်ခုလာရင်တစ်ခုဖြစ်တာပဲဒါကြောင့်မို့လို့သီလဟာအရေးကြီးတယ်လို့ပြောတာသီလကနေပြီးတော့သီလရှိမှတမာတိတို့ပညာတို့ဆိုတာဖြစ်တယ်လို့ဒါကြောင့်မို့မြတ်စွာဘုရားသီလသိက္ခာတမာတိအဓိစိတ်အဓိသီလအဓိစိတ်တအဓိပညာသီလတမာတိပညာဆိုပြီးသိက္ခာ3ရပ်ကိုဆင်းပေးထားတာနော်ဟောကြည့်မိုက်ခင်7ပါးဆိုတာလည်းကြည့်အောင်အဓိပညာဆိုတဲ့မှန်မှန်ကန်ကန်မြင်မှုဟာဘယ်သူရှိမှမှန်မှန်ကန်ကန်မြင်တာတော့စဉ်းစားကြည့်ဘုရားကစနစ်တကျဟောထားတာမှန်ကန်စွာမြင်မှုဆိုတာမှန်မှန်ကန်ကန်စဉ်းစားထမှမှန်မှန်ကန်ကန်မြင်မှုမဖြစ်ဘူးလားစဉ်းစားတာကိုကတလွဲစဉ်းစားရင်အမှန်မြင်မှမလားမမြင်ဘူးဒါကြောင့်မို့တမ္မာဒိဋ္ဌိပြီးတဲ့အခါကျတော့တမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်စဉ်းစားရမယ်အေးစဉ်းစားပြီးရင်လူတွေကဘာလုပ်တုံဆိုရင်စဉ်းစားပြီးရင်ပြောတာလေပြောတာမို့လူတွေကစကားပြောတော့မယ်ဆိုရင်မစဉ်းစားပဲပြောတာမဟုတ်ဘူးတွေးပြီးတော့မှကိုပြောချင်တဲ့အကြောင်းအရာပြောတာအဲ့ဒါကြောင့်မို့လို့တမ္မာသင်္ကပ္ပပြီးတော့ဘာဟောတော့တမ္မာဝါစာပြောပြီးရင်လူတွေကဘာလုပ်တော့လုပ်တယ်ဒါကြောင့်မို့တမ္မာကမ္မန္တာတမ္မာဝါစာနဲ့ကပ်ပြီးတော့ထားအဲ့ဒီအပြောနဲ့အလုပ်ဒီအပြောနဲ့အလုပ်စင်ကြယ်မှအသက်မွေးမှုစင်ကြယ်တယ်ဆိုတော့ပြလို့တမ္မာအာစီဝါအဲ့ဒါလို့အသက်မွေးမှုစင်ကြယ်ဖို့အတွက်ပြင်းနေလို့ရှိရင်မရဘူးတဲ့ဒါမှမဟုတ်တမ္မာဝါယာမနောက်ကကြိုးစားရမယ်ကြိုးစားပြီဆိုတဲ့အခါတတိထားရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တမ္မာတတိတဲ့တတိထားပြီဆိုတဲ့အခါစိတ်ငြိမ်ဖို့လိုအပ်တယ်လို့ဆိုတမ္မာတမာတိပေါင်းလိုက်တဲ့အခါအဲ့ဒီမဂ္ဂင်7ပါးတဲ့ကကြံတဲ့မဂ္ဂင်ဒီ9ပါးဟာတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုကိုအားလုံးအထောက်အကူပြုနေကြတာကြီးပဲအားလုံးဟာဒီလိုဆွလို့တာနော်တခုတည်းမဟုတ်ဘူးအဲ့ဒီ8ခုလုံးပေါင်းပြီးတော့အလုံးလုံးတာပေါင်းပြီးအလုံးလုံးပုံလေးကိုစဉ်းစားကြည့်ထွက်လေဝင်လေလေးကိုမှတ်တယ်ကဲထွက်လေဝင်လေမှတ်လိုက်ကြမှတ်လိုက်တဲ့အခါမှာကြည့်ထွက်လေလေးကနာသီးပြားကိုထိတယ်ဝင်လေလေးကနာသီးပြားကိုထိတယ်ထိတဲ့အခါမှာထိမှန်းသိလိုက်တယ်ဟောအာယုန်လေးစိုက်နေတဲ့အခါမှာဒီလိုမသိဘူးလားသိတော့အဲ့ဒီထွက်လေရဲ့သဘောလေးကိုစဉ်းစားနေတာတမ္မာသင်္ကပ္ပလို့ခေါ်တယ်အဲ့ဒါလို့ထိအောင်ကြိုးစားနေတာကတမ္မာဝါယာမထွက်လေဝင်လေလေးပေါ်မှာစိတ်ကိုတီးနေအောင်တီးအောင်ထားတာကတမ္မာတတိစိတ်ကလေးငြိမ်နေတာကတမ္မာတမာတိဆိုတော့ဟောဒီလေးလေးရဲ့သဘောကိုမှန်မှန်ကန်ကန်သိသွားတာကတမ္မာဒိဋ္ဌိလို့ဆိုဟောမဂ္ဂင်7ပါးတဲ့ကဒါတွေအလုံးလုံးနေတယ်ဆိုတာအမတ္တမထင်ရှားတယ်ဒီ5ခုကကမ္မထာထုတ်ပြီဆိုရင်ဒီ5ခုဖြစ်နေတာပဲသူကဟန်ချက်ညီညီနဲ့ဖြစ်ပြီးစွမ်းအားတွေပြည့်သွားပြီဆိုတဲ့အခါကျတော့ဒီဝိပဿနာအခိုက်မှာကျတော့ဟန်ချက်ကမညီသေးဘူးတခါတရံအတွေးတွေကများခြင်းများမယ်တခါတရံကျတော့တမာတိတွေကများခြင်းများမယ်တခါကျတော့ကြိုးပမ်းအထောက်မှုတွေကလွန်ကဲခြင်းလွန်ကဲနေမယ်ဟန်ချက်မညီသေးဘူးဝိပဿနာဉာဏ်ရင့်တန်လာလို့ဝိပဿနာဉာဏ်ဆိုတာပြောတာဒီ8ခုနဲ့ပေါင်းလုံးနေတဲ့ဉာဏ်ကိုပြောတာနော်ပုပ္ပဘာကမက်လို့ခေါ်တယ်ဒီ8ခုတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတို့ကရှေ့ပိုင်းကနေပြီးသားနောက်5ခုအဲ့ဒီ5ခုနဲ့အလုံးလုံးရင်းကနေပြီးတော့နောက်ဆုံးကြတော့သူတို့5ခုဒီစွမ်းအားပြည့်လာပြီဆိုတဲ့အခါကျတစ်ခုတည်းလို့ဖြစ်သွားညီသွားတဲ့အကောင်လုံးဟာဆောင်ရွက်မှုကတပြေးညီဖြစ်သွား
အားလုံးဟာတညီတည်းဖြစ်သွားပြီဆိုတဲ့အခါကျတော့စွမ်းအားပြည့်သွားတယ်အဲ့ဒါကြတော့နိဗ္ဗာန်ကိုမြင်နိုင်တယ်ဆိုတဲ့စွမ်းအားတစ်ခုရသွားတယ်အဲ့ဒါကြတော့မက်လို့ခေါ်တယ်နော်မက်လို့ခေါ်လိုက်တာမက်ဆိုတာသူ့ကိုဘာကြောင့်ခေါ်တာတုံးလို့ဆိုရင်နိဗ္ဗာန်ခဝေတတိတိမက်ခေါ်မက္ခတိခဝေတတိနိဗ္ဗာန်ကိုရှာပေးတာနိဗ္ဗာန်ကိုသူကရှာပေးတာနိဗ္ဗာန်နဲ့တွေ့သွားပြီဒီ၈ခုပဲနိဗ္ဗာန်ကိုရှာပေးတာအဲ့တော့ဘယ်လိုလုပ်ရှာတုံးဆိုကိလေသေမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမက်ခေါ်ကိလေသာတွေကိုသူကဖယ်လိုက်တာဖယ်ပြီးတော့နိဗ္ဗာန်နဲ့ဝင်သွားတာအဲ့ဒီနည်းနဲ့ရှာပေးတာသစ္စာ၄ပါးနဲ့ပြောမယ်ဆိုလို့ရှိရင်မဂ္ဂသစ္စာကိုထူထောင်တာဒုက္ခသစ္စာကိုရှုပြီးတော့ထူထောင်နေတာအဲ့ဒီထူထောင်ရင်းကနေပြီးတော့မဂ္ဂသစ္စာစွမ်းအားပြည့်လာတဲ့အခါဒုက္ခသစ္စာကိုပိုင်ပိုင်ခြားခြားကြီးသိပြီးတော့သမုဒိယသစ္စာကိုဖယ်ပြီးတော့និရောဓသစ္စာကိုဆက်ရောက်သွားတာပဲတဲ့အဲ့ဒီပညာမျိုးထိအောင်ဒီပညာကတော့စွမ်းအားအကြီးဆုံးပညာလို့ခွန်အားလို့ပညာခွန်အားဆိုတာဒီခွန်အားထိအောင်ရမှဘုန်းကြီးတို့တွေဟာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဒီပညာခွန်အားမှမရလို့ရှိရင်နိဗ္ဗာန်နဲ့ဝေးသေးတယ်လို့ဒီလိုအောက်မိတ်ကြရမယ်ဟုတ်ကဲ့လားဒါကြောင့်ကြံတဲ့ခွန်အားတွေဟာသူလောက်စွမ်းအားမကြီးဘူးဒီပညာခွန်အားသည်နိဗ္ဗာန်ထိအောင်သွားနိုင်တာဖြစ်သောကြောင့်စွမ်းအားအကြီးဆုံးခွန်အားဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးလူတွေမှာရရှိရမယ်ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာစွမ်းအားအကြီးမားဆုံးဖြစ်တဲ့ဝိပဿနာပညာလို့ခေါ်တဲ့ပညာခွန်အားကိုရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေကမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမှုဟတအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောကမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညင်နောက်ကိလေသာဆေတောက်ဟုသမျှတို့သည်တမှုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိရိတာဟုပုခတိန်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရဝတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း